ဘာကမင်းကိုဖြစ်နေတာလဲ What make you duty Why did you နဲ့တူတယ်ဥပမာမင်းကိုဘယ်အရာကအင်္ဂလိပ်စာစတင်လေ့လာစီတာလဲဒါလေးကိုအတူတူရေးကြည့်ကြရအောင်ဘယ်အရာကမင်းကိုဖြစ်စေတာလဲဘာကမင်းကိုဖြစ်နေတာလဲလို့ပြောချင်တယ်ဆိုရင် What make you မေးခွန်းလုပ်မယ်ဆိုတော့ဒါလေးကိုစကြောင်းရဲ့အစမှာထားလိုက်မယ်။ကိုရေးချင်တာကမင်းကိုဘယ်အရာကအင်္ဂလိပ်စာစတင်လေ့လာစေတာလဲဆိုတော့စတင်သင်ကြားတာစတင်လေ့လာတာ start learning အော်စတင်လေ့လာတာလဲအင်္ဂလိပ်စာဆိုတော့ English What make you start learning English ဘာကမင်းကိုအင်္ဂလိပ်စာသင်ကြားစေတာလဲတနည်းအားဖြင့်ပြောရမယ်ဆိုရင်ဘယ်အရာကအင်္ဂလိပ်စာကိုစတင်လေ့လာစေတာလဲတော့မှတ်ထားရမှာက what make you ရဲ့နောက်မှာ verb 1 infinitive verb လိုက်ပေးရတယ် made made duty verb 2ဖြစ်တဲ့အတွက်သူနောက်မှာ infinitive verb ရိုးရိုး verb 1ပဲလိုက်ပေးရတယ်ကဲ၍များဘယ်အရာကမြို့သစ်ကိုပြောင်းဖို့ဆုံးဖြတ်ခဲ့တာလဲဆုံးဖြတ်စေတာလဲလို့ပြောချင်တယ်ဆိုရင် What make you decide to move to a new city အကယ်၍များဒီအသက်မွေးဝမ်းကြောင်းကိုဘာကရွေးချယ်စေတာလဲလို့ပြောချင်တယ်ဆိုရင် What make you choose this career နားလည်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကြည့်ပြီးအကျိုးရှိရဆိုရင်တစ်လို့ comment မှတ်ပေးသွားနော် Thank you bye bye